လဲကုံတဲ့မိုက်ဥဆောင်တော်ဖွဲ့သည်ခရီးထွက်ခွာသွား၍မကြာမီခရီးကျန်းအလဲသို့ရောက်သည်ကန္နာယာတောထဲ၌ဘလူးတို့သည်လူအတင်ဖန်ဆင်းကြပြီးနွားပြူပြူတရှင်းကတော့လဲရင်ကလေးဖြင့်ညနေချင်းစာရက်မှမောင်းနှင်လာကြသည်အောင်းဆောင်လုပ်သူကလဲစီကချွေရံများကခြေကျင်လိုက်ပါကြသည်သူတို့၏ကိုနှင့်အဝေစားလက်နက်တို့မှာရှွန့်ကျုံတို့ဖြင့်ပေကြံနေကရေစက်ရေပေါက်တို့ဖြင့်ရွှဲဆွဲဆူနေသည်ကုံတယ်မိုက်အဖွဲ့နှင့်စုံမိကြသောအခါလန်ခီအခြေအနေကိုစူးစမ်းမိမြန်ကြသည်ဘလူးများကရှေ့တွင်မိုးကြီးတဲထန်စွာရွာသွန်းနေသည်တောလန်ခီတစ်လျှောက်အင်းအိုင်ကြဝမ်းများဖြင့်ရေပြက်လျက်ရှိပြီးကြာပန်းစုံတို့ဖြင့်ဥပွင့်နေသည်ဟုပြောကြသည်ထိုသတင်းကိုကြားသောအခါလဲကုံတဲ့မိုက်သည်ဝင်ပေါ့စေရန်ပါလာသောရေများကိုတို့ပြေခိုင်းကရှီခီတို့ဆက်လာခဲ့ကြသည်ညနေနေဝင်၍စခန်းချရန်နာသောအခါရေမရှိသဖြင့်မချက်ပြုတ်နိုင်ကြနွားများလည်းရေငတ်လူများလည်းအာဟာရပြတ်ကုန်ကြ၏လူများရောနွားများပါခွန်အားရုပ်ရော့ကြကုန်သည်ဤယုံကိုမြင်၍ဤချုံကိုထွင်ခဲ့သောလူများသည်ညင်တကောင်ချိန်ရောက်သည့်နှင့်လဲစကန်ကိုဝိုင်းရကြပါလဲကုံတဲ့မိုက်ဦးဆောင်သောအဖွဲ့အားတပ်ဖြတ်စားတောက်ကြလေသည်ဘုရားလောင်းလဲကုံတဲ့တို့သည်ကုံတဲ့မိုက်အဖွဲ့တသွားပြီးနောက်လာဝဲပြည့်သည့်နေ့တွင်ခရီးစထွက်သည်ကန္နာယအဝင်သို့ရောက်သောရေကိုလုံလောက်အောင်ဖြည့်သည်မိမိခွင့်ပြုချက်မရဘဲကန္နာယထဲတွင်ရေလက်တစ်ခုပ်တော်မြအဖြုံးတိရာဤသည့်တတိတရက်ကိုမြခုဆွတ်မစားရဟုတင်းကျပ်သည့်စီကံများချမှတ်သည်အစိတ်သည်အစိတ်ရွက်များကိုလည်းစားတောက်မိကြဤဆိုး၍ဤတို့စီကံချမှတ်ခြင်းဖြစ်သည်ဘုရားလောင်းနှင့်လဲကုံတဲ့အဖွဲ့တို့ကန္နာယအလဲသို့ရောက်သောအခါဘလူးများကတဲစားကြပြန်သည်ရေများကိုဆွန့်ပစ်လေအောင်ကြံဆောင်အားထုတ်ကြသည်